ကုမ္ပဏီဝန်ထမ်းဘဝကနေလုပ်ငန်းရှင်ဖြစ်ဖို့အရင်နှီးမလို့ဘူးဗျကုမ္ပဏီဝန်ထမ်းဘဝကိုစိတ်ပြတ်ဖို့ပဲလုပ်တယ်တော်အောင်စိတ်ပြတ်လို့မရအောင်အကြီးစိတ်ပြတ်မှရမှာဟာလစာမတိုးလို့ဆိုလို့ရှိရင်ခင်ဗျာလစာကောင်းတဲ့ကုမ္ပဏီမှာသွားလုပ်မှာပဲဟာယာတူမတိုးလို့ဆိုလို့ရှိရင်လည်းယာတူတိုးတဲ့ကုမ္ပဏီမှာခင်ဗျာသွားလုပ်မှာပဲဒီသတိမကြိုက်ရင်နောက်သတိပြောင်းမှာပဲမနေ့မော်လင်းရုံသွားဖို့စောကြီးထားရတာစိတ်ပြတ်တယ်ဆိုပေမဲ့တောက်ကြနေညနေကြလို့ရှိရင်ခင်ဗျာပျော်နေမှာပဲလေလုပ်ဖို့ကိုင်မဲ့တရားမကောင်းသတိရမကောင်းလုပ်ငန်းဝင်ရမကောင်းဘလို့ပဲညီညီကုမ္ပဏီကနေပြီးတော့ team building training လေးတစ်ခုလောက်ပို့လိုက်တဲ့ခါကျရင်ခင်ဗျာပျော်သွားမှာပဲအဲ့ဒါစိတ်ပြည့်ယုံနဲ့ခင်ဗျာကိုပိုင်လုပ်ငန်းရှင်မဖြစ်လာဘူးကိုပိုင်လုပ်ငန်းရှင်ဖြစ်ဖို့အတွက်ကတထင်းနဲ့လည်းမဆိုင်ဘူးလစာနဲ့လည်းမဆိုင်ဘူးယာရုနဲ့လည်းမဆိုင်ဘူးအလုပ်တွေနဲ့လည်းမဆိုင်ဘူးလကစားအလုပ်ကိုမလုပ်ချင်တော့တာဆိုတဲ့အကြီးအကျယ်စိတ်ပြတ်ဖို့လို့တယ်အဲ့လိုစိတ်ပြတ်သွားတဲ့အခါကြလို့ရှိရင်ခုနကတော့အရင်နေမရှိဘူးတို့အတွေ့အကြုံမရှိဘူးတို့အဆက်အသွယ်မရှိဘူးတို့ပညာလိုသေးတယ်တို့အဲ့ဒီစင်ကြေးတွေအကုန်လုံးကပျောက်သွားပြီအဲ့ဒါတွေအကုန်လုံးခင်ဗျာဘလို့ပြည့်စုံအောင်ဘလို့ပြည့်စုံအောင်ဖြည့်ဆည်းရမယ်ဆိုတာခင်ဗျာရဲ့အုံနောက်ကစဉ်းစားပေးတာလေအဲ့တော့ကိုယ့်ဘာသာကိုပြန်စဉ်းစားကြည့်ငါရဲ့လက်ရှိကုမ္ပဏီဝန်ထမ်းဘဝကိုငါဘလောက်တိုင်းတာအထိစိတ်ပြတ်နေတယ်လေပေါ့